နေ့တည်းလှမ်းပြီးတော့နောက်ဆုံးဆက်ရတဲ့ final result ရှင်အားလုံးမင်္ဂလာပါရှင်အဲ့နေရလို့မူတီကွေးလောက်တဲ့နေ့ရောက်ခေါ်ဆော့ပြန်မှာပေါ့နော်မူတီကွေးဆိုတာလည်းတနေ့မှတစ်ခါတယောက်နဲ့တစ်ခုမှစားရတဲ့တယောက်မူကပေါ့နော်ရှင်မူတီကွေးတလုံးဖြေလောက်တော့ဟမ်မျိုးအစဲစဲကြော့ဖြာပြီးရဆိုတော့ရဆိုတော့အဲ့နေလိုက်ပြပေးမယ်ရှင်မူတီကွေးတလုံးလုံးမဲ့ဆိုတော့မူတီကွေးခွိုင်းရင်စားလိုက်မှာပေါ့နော်ရှင်အဲ့တော့ပုံမှန်ဆိုတော့ size ကကြတော့ကိုလို့တဲ့ size ကိုတော့လောက်ရဲအမှတော့ကျမတို့ရဲ့ရွန်းတဲ့ size ပေါ့နော်မူတီကွေခွာလို့ကပထမဆုံးကျမတို့ပြောပါဦးဘလူးပဲဘလူးကြီး3ကတော့အစီ3စားတာပို့ပြီးဆိုတော့တုတ်ပြီးလွယ်ကွဲသားပါညမဖြစ်ရပါတော့ရှင်အမှတော့လုံကြီးနေဆက်ရဆိုင်ပါတော့ရှင်အမှတော့လုံသေးဆက်ရဆိုင်အကောင်ဆိုတော့ဘီသားမဆက်လုံးပါမယ်အကောင်ဆိုတော့ဘီသားမ9လုံးရပါမှာတော့ရှင်မူတိကွေရဲ့စာကိုဒါပထမဆုံးကျမတို့ကောင်းကြီးမူနာဂျာရဲ့နာကိုနာစိန်နာမှုပေးရပါပေါ့နော်ရှင်ပြီးတော့များများလောကဖြစ်တော့ခိကူတာတော့အောင်စိန်နာမှုပေါ့နော်ရှင်စိန်နာမှုကတော့လည်းလာနာမှုထားဆောက်ကောပေါ့နော်ရှင်မူသားလဲဖို့ညင်ရဲ့မူတိကွေလောရမှာအဓိကပေါင်းဝပြည့်စီရလောကောင်းကြီးမူရဲ့ထန်တကြားရဲ့အုံသီးရဲ့အညာပေါ့နော်ရှင်ရားတန်ကိုယူရှင်ရဲ့၃မျိုးပဲပါရဲ့စားရဲ့လာချရဲ့နည်းနည်းချဲပေါ့နော်ရှင်အခုမျိုးနေထားပြေပြီးဆိုတော့ကျမတို့အုတ်သီးနာစားနဲ့ရာကြီးပေါ့နော်ရှင်အုတ်သီးနာနဲ့ရမှာလဲအုတ်သီးများနော်အခုမျိုးနဲ့ပေးမဲဆိုတော့ပို့ပြီးချွတ်ထောနော်ပို့ပြီးစကောစေးရပေါ့နော်ရှင်တခြားမူထိကွေးတွေနာမတူဘဲနာပို့စကောစေးမဲ့လိုဝယ်ပစ္စည်းရတခုပါရပေါ့နော်ရှင်အမှတော့ကျမတို့ရဲ့ secret ဖြေစားဖြေတော့ထည့်ပြောလို့ရှင်ကဲအမဆိုတော့ကျမတို့တလုံးတက်ဆက်သားအလေးခိနာပေါ့နော်တီတီကကခိရပြီးမိုးလေးထည့်ပြီးပေါ့နော်ရှင်ဆိုတော့ကျမတို့အမသာကိုရင်နှွေးငွေရနာပပွန်ကိလို့ရှင်ပုံလည်းပုံပြီးနေလဲတရေလှမ်းပြီးနောက်ဆုံးစားရတဲ့အစဲ final result ပါရှင်တချို့ကလည်းထားနာခွဲပြီးလှီးပြီးစားကြပေါ့နော်ရှင်ပုံမှန်ဆိုတော့နေလှမ်းပြီးတရေနေလောထားပြီးစားတော့ပို့ပြီးကောင်းမှာနော်ရှင်မူတိကွယ်ပြပြအီးရစားတာပါဦးရှင်အမမူတီကွေရလေအောက်တီသားမများနာမူသားညင်ညင်ရနာရွှွှွစီစီရစာဖုန်းနဲ့ကြမူတီကွေရသားနေမတူဘဲနာစကွန်မတ်ဆာအမခန်းရှင်တလုံးတဲမကိုမှနှိမ့်ဆက်ရလေးတဲ့ငါထွန်းနာမူတီကွေပေါ့နော်ရှင်အမတော့တလုံးကို30သားတလုံးနှစ်ထုံ900တာမူတီကွေပါရှင်ခုစောတော့တနေ့မှတစ်ခါတယောက်နှစ်ခုမှတစ်ခါဆက်ရတဲ့တယောက်မူတီကွေပေါ့နော်ရှင်လုံနိစစ်စရာကိုပြပေးဆောင်ပါတော့ရှင်ကျမရဲ့အခုမူတီကွေဘလော့ကိုအစောင့်တီကေပေးတဲ့ကြောချင်းစံကိုကျေးဇူးများတင်ရှင်လာမယ်နေလေးမှလည်းကျမမူတီကွေရုံးအောင်မယ်နော်ရှင်အပိတ်ကေပါဦးရှင်ကျေးဇူးတင်ရှင်